မတ်ဖွယ်ရာလိုဝက်စမ်းကျဲမှုတွေနဲ့ပြည့်နှက်နေတဲ့ကဘာကြီးတွေကိုကျမတို့လေ့လာကြည့်ရအောင်အမြင်အာရုံတွေခံစားမှုတွေတာမန်ပေါင်းကြော်လွန်နေတဲ့တည်ရှိမှုတွေအကြောင်းကျမတို့တစ်စီတစ်စောင်းကြည့်ရှုကြမှာဖြစ်ပါတယ်မမြင်ရတဲ့အရာတွေမရှင်းပြနိုင်တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ရှေးအစဉ်ဆက်ယုံကြည်မှုတွေဟာလူသားသမိုင်းတစ်လျှောက်လုံးမှာရှိနေခဲ့ပါတယ်အဲ့ဒီကမှလူသိအများဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့တရေသီယိုရီအကြောင်းကိုကျမတို့သမန်ချန်နယ်ကနေဒီနေ့မှာဖော်ထုတ်တင်ဆက်ပေးသွားမှာပါသင်ဟာဒီလိုလိုဝက်စမ်းကျင်မှုတွေကိုစိတ်ဝင်စားသူဆိုရင်ကျမတို့ရဲ့ဗီဒီယိုအသစ်တွေကိုလက်မလွတ်ရအောင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်ကျမတို့ရဲ့ကဘာကြီးဟာရုပ်ဝတ္ထုတသက်နဲ့ဖွဲ့စည်းထားလားဒါမှမဟုတ်ဒီတက်ပို့ပြီးနှက်ဆိုင်နဲ့မမြင်နိုင်တဲ့အရာတွေရှိနေသေးရလားဆိုရင်မိကွန်းဟာရာဇဝတ်နဲ့ပါများစွာကြအောင်လူသားတွေကိုစဉ်းစားတွေးခေါ်စီခဲ့ပါတယ်အထူးသဖြင့်တည်ခြင်းတရားနဲ့တည်လွန်ပြီးနောက်မှာဖြစ်ပေါ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေဟာယဉ်ကျေးမှုအသီးသီးမှာကွဲပြားခြားနားစွာတည်ရှိနေပါတယ်တချို့ယဉ်ကျေးမှုတွေမှာဝိညာဉ်ဟာခန္ဓာကိုယ်ကနေခွဲထွက်ပြီးနောက်ဘဝတစ်ခုကိုကူးပြောင်းသွားရလို့ယုံကြည်ကြသလိုတချို့ယဉ်ကျေးမှုတွေမှာတော့တည်ဆုံးသူရဲ့ဝိညာဉ်ဟာပြစ္ဆုတ်ပံကဘာကြီးမှာပဲကျန်ရပြီးတက်ရှိလူသားတွေနဲ့ဆက်ဆက်နေနိုင်တယ်လို့မှတ်ယူကြပါတယ်ဒီလိုယုံကြည်မှုတွေဟာပဲတရက်တစီ theory တွေရဲ့အခြေခံအုံမြစ်ဖြစ်လာခဲ့ရပါမရှင်းပြနိုင်တဲ့ဖြစ်ရပ်တွေထူးဆန်းတဲ့ခံစားမှုတွေဟာဒီလိုမမြင်ရတဲ့တည်ရှိမှုတွေကြောင့်ဖြစ်ပေါ်လာလို့ယူဆကြပါတယ်ဒီလိုယူဆချက်တွေနဲ့ပတ်သက်ပြီးလူသားတွေဟာမေးခွန်းများစွာမေးမြန်းခဲ့ကြရပါတယ်တစီဆိုတာတကယ်ပဲရှိသလားရှိရင်သူတို့ဘယ်လိုပုံစံနဲ့တည်ရှိနေရလဲသူတို့နဲ့ကျမတို့ဘယ်လိုဆက်သွယ်နိုင်မလဲစတဲ့မေးခွန်းတွေဟာဒီအကြောင်းအရာကိုပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးပေးနေပါတယ်ဒီအရာတွေကပဲကျမတို့ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ရဲ့အဓိကအချက်ဖြစ်ပါတယ်တရက်တစီ theory လို့ပြောလိုက်ရင်မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေချင်းကပ်ထားတဲ့အယူအဆတွေအများကြီးရှိပါတယ်အဓိကအားဖြင့်တော့တည်ဆုံးသွားတဲ့လူတစ်ယောက်ရဲ့ဝိညာဉ်ဒါမှမဟုတ်စွမ်းရည်ဟာပြစ္ဆုတ်ပံကဘာကြီးမှာပဲဆက်လက်တည်ရှိနေတဲ့ဆိုတဲ့အယူအဆပေါ်မှာအခြေခံထားပါတယ်တချို့ theory တွေကတော့တစီတွေဟာထိခိုက်ကြေကွဲဝေရသို့မဟုတ်ပြင်းထန်တဲ့ဖြစ်ရပ်တစ်ခုခုနဲ့တည်ဆုံးကြရသူရဲ့ဝိညာဉ်တွေဖြစ်ပြီးအဲ့ဒီနေရာမှာပဲခြေနှောင်ခံထားရတယ်လို့ဆိုကြပါတယ်သူတို့ဟာမပြည့်ပြည့်တဲ့ကိစ္စတွေလက်စားချေလိုတဲ့စိတ်တွေဒါမှမဟုတ်ချစ်ခင်တွေ့တာမှုတွေကြောင့်ဒီကဘာကြီးကိုဆွတ်ခွာသွားခြင်းမရှိသေးဘူးလို့ယုံကြည်ကြပါတယ်နောက်ထပ် theory တစ်ခုကတော့တဆေးဆိုတာလူတရားရဲ့တည်ဆုံးချိန်မှာထွက်ပေါ်လာတဲ့စွမ်းရည်တွေဒါမှမဟုတ်အဲ့ဒီနေရာရဲ့အမှတ်တရတွေကိုဆွတ်ယူထားတဲ့ပုံရိပ်တွေ residual handy ဖြစ်တယ်လို့ဆိုပါတယ်ဒါတွေဟာတတိမရှိပဲထက်ကတလဲလဲဖြစ်ပေါ်နေတဲ့ပုံရိပ်ရောင်နေတာဖြစ်ပြီးတရှိလူသားရင်းနဲ့တရက်ဆက်သွယ်နိုင်စွမ်းမရှိဘူးလို့လည်းယူဆကြပါတယ်ဒီလိုကွဲပြားအယူဆတွေဟာတဆေးဆွဲအရာရဲ့ချို့ထွေးမှုကိုမိမောင်းထိုးပြနေပါတယ်တဆေးဘလို့ပုံစံနဲ့တရှိနေတယ်လဲဆိုရင်မေကွန်းဟာလေစိတ်ဝင်စားစရာကောင်းလာပါတယ်လူအများစုကတဆေးတွေကိုမြူကိုတွေဒါမှမဟုတ်ပုံရိပ်ရောင်နေအဖြစ်မြင်အောင်ကြပါမယ်တချို့ကတော့သူတို့ကိုခိုင်မာမှုမရှိတဲ့ပုံသဏ္ဍာန်တွေအဖြစ်မြင်တွေ့ရရလို့ဆိုကြပါတယ်တချို့အခြေအနေတွေမှာတော့အတန်တွေအနံ့တွေဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေအဖြစ်ထင်ရှားပေါ်လင်းတတ်တယ်လို့လည်းမှတ်တမ်းတင်ထားတဲ့ဖြစ်တွေရှိပါတယ်သိပ္ပံပညာရှင်အများစုကတော့တဆေးစွာကိုလက်ခံခြင်းမရှိပဲဒါတွေဟာစိတ်ပိုင်းဆိုင်ရာအခြေအနေတွေပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေဥပမာတဘာဝတန်ငွေရိုးစိတ်မှုအတန်လှိုင်းတွေဒါမှမဟုတ်မောင်းရင်စွာမြင်အောင်ကြောင်းအောင်ခြင်းတွေကြောင့်ဖြစ်ပေါ်လာလို့ရှင်းပြကြပါတယ်ဒါပေမဲ့ကမ္ဘာတဝန်းမှာမှတ်တမ်းတင်ထားတဲ့သိပ္ပံတွေကြောင့်ရှင်းပြလို့မရနိုင်သေးတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအများအပြားရှိနေစေဖြစ်ပါတယ်ဒီလိုရှင်းမပြနိုင်တဲ့ဖြစ်ရပ်တွေကပဲတဆေး theory တွေကိုဆက်လက်ရှင်းသန်နေစေပြီးလူသားတွေကိုစဉ်းစားကြောင်းရုံစေရဲ့အကြောင်းအရာတစ်ခုဖြစ်နေစေပါဒီလိုထူးဆန်းမှုတွေကပဲကျမတို့ကိုဆက်လက်စူးစမ်းကျင်စိတ်ဖြစ်ပေါ်စေပါတယ်တဆေး theory နဲ့ဆက်ဆက်နေတဲ့နောက်ထပ်အရေးကြီးတဲ့အယူအဆတစ်ခုကတော့စွမ်းရည်မပြောက်ကွယ်ခြင်းနေရာမှာဖြစ်ပါတယ်ဒီနေရာမှာအရာစွမ်းရည်ဆိုတာဖန်တီးလို့လည်းမရဘူးဖြည့်ဆည်းလို့လည်းမရပဲပုံစံတစ်မျိုးကနေနောက်တစ်မျိုးကိုပြောင်းလဲသွားပဲရှိရလို့ဆိုပါတယ်ဒီတော့လူတစ်ယောက်တည်ဆုံသွားတဲ့အခါဒုက္ခနာကိုရစွမ်းရည်နေဘယ်ရောက်သွားတယ်ဆိုတဲ့မိကွန်းထွက်ပေါ်လာပါတယ်တဆေး theory ကိုယုံကြည်သူတချို့ကဒီစွမ်းရည်တွေဟာပျောက်ကွယ်သွားခြင်းမရှိပဲတဆေးဖြစ်တည်ရှိနေရလို့ယူဆကြပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်အများစုကတော့လူခန္ဓာကိုယ်ရဲ့စွမ်းရည်ဟာတည်ဆုံးပြီးနောက်အပူဖြစ်ပုံရင်းကျုံပြန်လွင့်သွားတာဒါမှမဟုတ်ခန္ဓာကိုယ်ယိုရင်းပျက်စီးမှုဖြစ်စဉ်မှာပါဝင်တဲ့တခြားဇီဝဓာတုစွမ်းရည်တွေဖြစ်ပြောင်းလဲသွားလို့ရှင်းပြကြပါတယ်ဒါပေမဲ့လည်းတဆေးဖြစ်မြင်တွေ့ရရဆိုဖြစ်ရတွေထူးဆန်းတဲ့အတန်တွေကြားရဆိုဖြစ်တွေနဲ့ပတ်သက်ပြီးစွမ်းရည်မပြောက်ကွယ်ခြင်းနေရာမှာနဲ့ဆက်ဆက်ပြီးရှင်းပြဖို့ကြိုးပမ်းမှုတွေလည်းရှိနေစေဖြစ်ပါတယ်ဒီအငြင်းပွားဖွယ်ရာအချက်ကပဲတဆေး theory ကိုပို့ပြီးစမ်းကြည့်စီပါတယ်တဆေး theory နဲ့ဆက်ဆက်ပြီးလူစိတ်ဝင်စားမှုအများဆုံးအပိုင်းကတော့သက်သေအထောက်အထားတွေရှောက်ဝေးခြင်းပဲဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာအောင်တွေဟာတဆေးရှိရဆိုတာကိုသက်သေပြနိုင်ဖို့ဒီလက်မျိုးမျိုးနဲ့ကြိုးပမ်းခဲ့ကြပါတယ်ဓာတ်ပုံတွေရိုက်ယူတာအတန်ဖန်ယူတာဗီဒီယိုရိုက်ကူးတာအပူချိန်တိုင်းတာခြင်းစတွေဟာသက်သေရှာဖွေရမှာအသုံးများတဲ့နည်းလမ်းတွေဖြစ်ပါတယ်တချို့ဓာတ်ပုံတွေမှာလူပုံသဏ္ဍာန်တွေဝိညာဉ်အလုံးလေးတွေတွေ့ရလို့ဆိုကြပြီးအတန်သွင်းခြင်းတွေမှာတော့တွေမဟုတ်တဲ့အတန်တွေတူတူပြောတတ်နေကြတယ်လို့မှတ်တမ်းတင်ထားပါတယ်ဒါပေမဲ့လည်းသိပ္ပံပညာရှင်တွေကတော့
ဒီသက်သေတွေဟာအလင်းပြန်မှုကင်မရာချို့ယွင်းမှုအတန်လွဲမှားစွာကြားရမှုတွေကြောင့်ဖြစ်ပေါ်လာလို့ရှင်းပြကြပါတယ်။တစေသက်သေလိုယူဆရတဲ့အများစုဟာသိပ္ပံနေကြအစံသက်စစ်ဆေးလို့မရနိုင်သေးတာကြောင့်အတည်ပြုဖို့ခက်ခဲနေစေပါ။ဒါပေမဲ့ဒီလိုရှောင်ဖွေမှုတွေကပဲတစေ theory ပေါ်လူရဲ့စိတ်ဝင်စားမှုကိုပိုပြီးမြင့်တက်စေပါတယ်။တစေအမျိုးအစားရည်နဲ့ပတ်သက်ပြီးလဲကွဲပြားအယူအဆတွေလည်းရှိပါတယ်။အဓိကအဖြစ်တော့ residual hunting နဲ့ intelligent hunting ဆိုပြီးနှမျိုးခွဲခြားလေ့လာကြပါတယ်။ residual hunting ဆိုတာကတော့တည်ဆုံးသူရဲ့ဝိညာဉ်မဟုတ်ပဲအတိတ်ကပြင်းထန်တဲ့ဖြစ်ရပ်တစ်ခုခုရဲ့ပဲ့တင်ရိုက်ခတ်မှုအဲ့နေရာကစွန့်ရင်မှတ်တမ်းတင်ထားမှုလို့ယူဆကြပါတယ်။ဒါရီဟာအချိန်မှန်ထက်ခါတလဲလဲဖြစ်ပေါ်တတ်ပြီးပတ်ဝန်းကျင်ကိုသတိပြုမိခြင်းလူသားရည်နဲ့ဆက်သွယ်ခြင်းမျိုးမရှိဘူးလို့ဆိုပါတယ်။ intelligent hunting ကတော့တည်ဆုံးသူရဲ့ဝိညာဉ်သို့မဟုတ်တည်ရှိမှုကပြစ္ဆုတ်ပံကိုသတိပြုမိစေပြီးလူသားရည်နဲ့တုံ့ပြန်ဆက်သွယ်နိုင်တယ်လို့ယူဆတဲ့အမျိုးအစားဖြစ်ပါတယ်။သူတို့ဟာအတန်တွေအပြုတ်မှုတွေနဲ့ဆက်သွယ်ဖို့ကြိုးစားတတ်တယ်လို့ယုံကြည်ကြပါတယ်။ဒါအပြင်သဘာဝမဟုတ်တဲ့တခြားတည်ရှိမှုတွေဥပမာနဝိညာဉ်ဆိုတွေပုံတရမဲ့တရဝိုင်းနဲ့ပတ်သက်တဲ့ယူဆတွေလည်းရှိပါသေးတယ်။ဒီလိုခွဲခြားမှုတွေဟာတစေ theory ကိုပိုပြီးစနစ်တကျလေ့လာဖို့ကြိုးပမ်းမှုတွေဖြစ်ပါတယ်။ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားသူတွေဟာ paranormal investigation လို့ခေါ်တဲ့လေ့လာစူးစမ်းမှုတွေကိုပြုလုပ်လေ့ရှိပါတယ်။ဒါဟာတစေဒါမှမဟုတ်တခြားထူးဆန်းတဲ့တည်ရှိမှုတွေရှိနေလို့ယူဆရတဲ့နေရာတွေကိုတွားရောက်ပြီးသက်သေအထောက်အထားတွေရှာဖွေမှတ်တမ်းတင်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ဒီလိုစူးစမ်းမှုတွေဟာအပူချိန်တိုင်းတာရဲ့ကိရိယာတွေလက်စစ်တန်လိုက်စက်ကွင်းတိုင်းတာရဲ့ကိရိယာတွေ EMF မီတာအတန်ဖန်ဆက်တွေဗီဒီယိုကင်မရာတွေနဲ့တခြားစက်ပစ္စည်းကိရိယာတွေကိုအသုံးပြုကြပါတယ်။ Paranormal Investigation အဖွဲ့တွေဟာသက်သေရရှိဖို့အတွက်နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြပေမဲ့သူတို့ရရှိတဲ့ရလဒ်တွေကိုသိပ္ပံအတိုင်းဝိုင်းကအတည်ပြုဖို့ခက်ခဲနေစေဖြစ်ပါတယ်။တချို့ကဒီလေ့လာမှုကိုအပျော်တမ်းသို့မဟုတ်ဖြောပြေးတက်လို့ရှုမြင်ကြပေမဲ့တချို့ကတော့မတည်သေးတဲ့အမှန်တရားဖော်ထုတ်ဖို့ကြိုးပမ်းမှုဖြစ်မှတ်ယူကြပါတယ်။ဘလို့ရှုမြင်သည်ဖြစ်စေဒီလိုစူးစမ်းမှုတွေကဒီအကြောင်းအရာပေါ်လူတွေရဲ့စိတ်ဝင်စားမှုကိုပုံမခိုင်မာစေပါတယ်။တစေ theory နဲ့ပတ်သက်ပြီးပြောဆိုကြရမှာနာမည်ကြီးလိုဝက်ဆန်ကျဲနေရာတွေတရက်6တဲလိုနာမည်ကြီးရဲ့အဆောင်နေကြောင်းမပါမပြီးပါဘူး။ကမ္ဘာတော်မှာဒီလိုနေရာတွေအများပြားရှိပြီးအဲ့နေရာတွေမှာထိုးဆန်းတဲ့ဖြစ်တွေကြုံတွေ့ရရင်လို့ပြောဆိုမှုတွေကလည်းများပြားလာပါတယ်။ရှေးဟောင်းရဲတိုက်တွေစွန့်ပစ်ထားတဲ့စေယုံတွေတင်ချိုင်းတွေသို့မဟုတ်တမိုင်းဝင်ဆောင်နေဟာဒီလိုလိုဝက်ဆန်ကျဲတဲ့ဖြစ်တွေနဲ့ဆက်ဆက်နေလို့ရှိပါတယ်။ဒီနေရာတွေရဲ့ခန်းစားချက်တမိုင်းကြောင်းတွေကဒီလိုယုံကြည်မှုတွေကိုပိုပြီးအားကောင်းလာစေရလို့လည်းဆိုနိုင်ပါတယ်။ဒါပေမဲ့လည်းဒီလိုနေရာတွေမှာကြုံတွေ့ရတဲ့ဆွေဖြစ်ရဲ့အများစုဟာပတ်ဝန်းကျင်အခြေအနေတွေလူတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဒါမှမဟုတ်တခြားသဘာဝအကြောင်းအရာတွေနဲ့ရှင်းပြလို့ရနိုင်တယ်လို့သိပ္ပံပညာရှင်တွေကထောက်ပြကြပါတယ်။ဘလို့ပင်ဖြစ်စေကမို့ဒီလိုတရက်6တဲလို့နာမည်ကြီးတဲ့နေရာတွေဟာလူသားတွေကိုစိတ်ဝင်စားထိတ်လန့်စေရဲ့အကြောင်းအရာတွေဖြစ်ဆက်လက်တည်ရှိနေပါတယ်။လူသားတွေဟာဘာကြောင့်များတစေ theory လိုမျိုးလှုပ်ဝက်ဆန်းကျဲတဲ့အကြောင်းအရာတွေကိုဒီလောက်စိတ်ဝင်စားကြထားလဲဆိုတဲ့မေကွန်းဟာလည်းစိတ်ဝင်စားစရာကောင်းပါတယ်။တစိတစ်ပိုင်းအဖြစ်တော့တည်ခြင်းတရားနဲ့တည်လွန်ပြီးနောက်ဘဝပေါ်လူသားတွေရဲ့မူလစိတ်ဝင်စားမှုနဲ့ဆက်ဆက်နေပါတယ်။အားလုံးမလွဲမသွေကြုံတွေ့ရမယ့်အဆုံးသက်တစ်ခုအကြောင်းသိကျင်စိတ်ကြောက်ရွံ့စိတ်တွေဟာဒီလိုအကြောင်းအရာတွေကိုစူးစမ်းဖို့တွန်းအားဖြစ်စေပါတယ်။နောက်တစ်ချက်ကတော့မသိသေးတဲ့အရာပေါ်စူးစမ်းလိုစိတ်ပဲဖြစ်ပါတယ်။ကျမတို့ရဲ့တာမန်အသိဉာဏ်နဲ့ရှင်းပြလို့မရနိုင်တဲ့ဖြစ်ရပ်တွေဟာလူသားတွေကိုပိုပြီးစိတ်ဝင်စားစေပြီးဖြေရှားခြင်းစိတ်ဖြစ်ပေါ်စေပါတယ်။ဒါအပြင်တစေဇလန်တွေထူးဆန်းတဲ့ဖြစ်ရပ်တွေကဖော်ပြတဲ့စိတ်လှုပ်ရှားမှုကြောက်ရွံ့မှုခံစားချက်တွေဟာလည်းလူအများစုကိုဆွဲဆောင်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒါတွေအားလုံးပေါင်းစပ်ပြီးတစေ theory ဟာလူသားသမိုင်းယဉ်ကျေးမှုစိတ်ပညာနဲ့ဆက်ဆက်နေတဲ့ရှုပ်ထွေးပြီးဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတစ်ခုဖြစ်လာစေပါတယ်။အချုပ်အားဖြင့်ဆိုရင်တစေ theory ဆိုတာတည်ဆုံပြီးသားဝိညာဉ်တွေသို့မဟုတ်စွမ်းရည်တွေဟာပြစ္ဆုတ်ပံကမ္ဘာလောကမှာဆက်လက်တည်ရှိနေလို့ယူဆတဲ့ယူဆများစွာကိုစုပေါင်းခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။သိပ္ပံနည်းကျတည်အခိုင်အမာမရှိသေးပေမဲ့ကမ္ဘာတော်မှာရှိတဲ့လူသားတွေဟာရာစုနှစ်ပေါင်းများစွာကပဲဒီအယူဆကိုယုံကြည်လက်ခံပြီးစမ်းကြဲတဲ့ဖြစ်တွေကိုကြုံတွေ့ရလို့ဆိုကြပါတယ်။မတူညီတဲ့ယဉ်ကျေးမှုတွေမှာကွဲပြားတဲ့ယုံကြည်မှုတွေရှိပြီးတစေအမျိုးအစားတွေသူတို့ရဲ့သဘာဝနဲ့ပတ်သက်ပြီးလည်းအမျိုးမျိုးသော theory တွေပေါ်ပေါက်နေပါတယ်။သိပ္ပံပညာရှင်တွေကဒီဖြစ်တွေကိုသဘာဝအကြောင်းအရာတွေနဲ့ရှင်းပြဖို့ကြိုးပမ်းနေကြပေမဲ့ရှင်းပြလို့မရနိုင်တဲ့ဖြစ်တွေလည်းရှိနေစေဖြစ်ပါတယ်။တစေ theory ဟာလူသားတွေရဲ့တည်ခြင်းတရားပေါ်စိတ်ဝင်စားမှုမတည်သေးတဲ့အရာပေါ်စူးစမ်းလိုစိတ်နဲ့ထိတ်လန့်ဖွယ်ရာတွေကိုနှစ်သက်မှုတွေကြောင့်ဆက်လက်တည်ရှိနေပြီးဆွဲဆောင်မှုရှိတဲ့အကြောင်းအရာတစ်ခုဖြစ်နေစေဖြစ်ပါတယ်။ကျွန်မတို့အနေနဲ့ဒီလိုလှုပ်ဝက်ဆန်းကျင်မှုတွေကိုဆက်လက်စူးစမ်းသွားကြအောင်ပါပဲဖြစ်ပါတယ်။ဒီနေ့ကျွန်မတို့ပြခဲ့တဲ့တစေ theory အကြောင်းကတင့်ရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်ခဲ့မယ်လို့ယုံကြည်ပါတယ်။ကမ္ဘာကြီးမှာကျွန်မမသိသေးတဲ့ရှင်းပြလို့မရသေးတဲ့အရာတွေအများကြီးရှိနေပါသေးတယ်။ဒီလိုလှုပ်ဝက်ဆန်းကျင်တဲ့အကြောင်းအရာတွေကြောင့်ပုံမသိကျင်နေဆိုရင်ကျွန်မတို့ရဲ့ Demon Channel ကို like လုပ်ပြီးဒီဗီဒီယိုကိုတင့်ရဲ့တငယ်ချင်းမိတ်ဆွေတွေစီ share ပေးဖို့တိုက်တွန်းချင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာ
ထိတ်လန့်ဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။တင့်ရဲ့အားပေးမှုကကျမတို့အတွက်အင်အားပါပဲ။နောက်တစ်ပုတ်မှာပြန်ဆောင်ကြပါပေါ့။